အိမ်ချမ်းမြေတစ်ခါကိုအယောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်ဝယ်တဲ့သူတွေဘက်ကပဲသတိထားနေလို့မရဘဲနဲ့ရောင်းတဲ့သူဘက်ကလည်းသတိထားမယ်အချက်ရှိတယ်အိမ်လဲကြိုက်ပြီးဈေးလဲကြိုက်ပြီးအားလုံးအဆင်ပြေပြီဆိုလို့ရှိရင်စားစားရနေစစ်ကြတယ်စားစားရနေခိုင်မာသွားပြီးအားလုံး okay ပြီဆိုရင်ပထမဆုံးစီယန်စချတယ်ကျွန်တော်ပွဲတစ်ပွဲမှာကြုံမှုတယ်ဗျစီယန်ပထမဆုံးချလိုက်တဲ့အချိန်မှာအဲ့ပွဲကကျွန်တော်တို့ကအဲ့ဒီအိမ်ကိုမရလိုက်ဘူးကျွန်တော်အမြဲပြောမှုပါတယ်သိန်း2000ခွဲတဲ့အိမ်ကြီးဆိုတာလေလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကဖြစ်မယ်ထင်တယ်အဲ့ဒီအိမ်ကြီးကအဲ့ဒီချိန်ကသူဖွင့်ထားတဲ့သိန်း2000ခွဲကိုသိန်း22,500လောက်နဲ့တဲ့သွားတယ်သိန်း22,500နဲ့တဲ့သွားတယ်ဆိုတဲ့အိမ်ကြီးကတကယ်အဲ့ဒီကာလအဲ့ဒီခေတ်ဈေးနဲ့ဆိုလို့ရှိရင်အနည်းဆုံး28-30လောက်ပေါက်တယ်အဲ့တော့အဲ့ဒီအိမ်ကြီးကိုအကျိုးအမြတ်ရနိုင်တဲ့အတွက်ကျွန်တော်တို့ဝယ်ရောက်နေရတဲ့လိုချင်ကြတာပဲဒါပေမဲ့အဲ့ဒီအိမ်ကြီးကကျွန်တော်နဲ့မတက်လိုက်ဘူးဒါပေမဲ့မတက်ဘူးဆိုပေမဲ့လည်းအဖြစ်ပြပေါင်းများစွာနဲ့ကျွန်တော်တို့ဒီအိမ်ကြီးကနေပြီးတော့နောက်ဆုတ်ခဲ့ရတယ်ရှိတယ်အိမ်ချမ်းမြေတစ်ခါကိုအယောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်ဝယ်တဲ့သူတွေဘက်ကပဲသတိထားနေလို့မရဘဲနဲ့ရောင်းတဲ့သူဘက်ကလည်းသတိထားမယ်အချက်ရှိတယ်မြေခွက်ကိုဝယ်သွားတဲ့သူက10သိန်း500-800လောက်ချပြီးတော့ဒုတိယစီယံကြီးကိုဘယ်ချိန်မှချမယ်ဆိုတဲ့ကာလအပိုင်းအခြားသတ်မှတ်ချက်ရက်သတ်မှတ်ချက်ကိုစာချုပ်ထဲမှာထည့်ထားတာမတွေ့ရဘူးဘယ်လိုမတွေ့ရဆိုဥပမာပြကျွန်တော်တို့က25ရက်တလ2025ရက်နေ့မှာပထမမင်္ဂလာစင်အဖြစ်သိန်း900ချလိုက်တယ်ဒါဆိုလို့ရှိရင်ဒုတိယအရက်မှာဒုတိယစင်ကြီးကိုဘယ်နေ့ဘယ်ရက်ဘယ်ကာလမှာချမယ်တတိယမြောက်အရက်ကိုဘယ်နေ့ဘယ်ကာလဘယ်ရက်မှာဘယ်ငွေအမောင့်ချမယ်စတုတ္ထမြောက်အရက်ကိုဘယ်နေ့ဘယ်ရက်ဘယ်ကာလမှာအမောင့်ဘယ်လောက်ထိပေးထားပြီးတော့စာရွက်စာတမ်းယူမယ်ဟဲ့လားအိမ်ပိုင်ဆိုင်မှုကိုယူမယ်လက်အောက်ယူမယ်ဒါမျိုးတွေပြီးလို့ရှိရင်ခရံဆိုလို့ရှိရင်ပေါ့နော်စာချုပ်ရုံးမှာစာချုပ်ချုပ်ပြီးအမိပြောင်းတဲ့ကလိုက်ပြီးတော့မှဟလာလက်မှတ်ထိုးပေးဖို့ဒါမျိုးတွေအချက်လက်တွေပါစာချုပ်ထဲမှာထည့်ချုပ်ရတာဒါပေမဲ့အဲ့ဒီအိမ်နဲ့မြေခွက်ကိုရောင်းလိုက်တဲ့ပိုင်ရှင်ကအယောင်းဝယ်စာချုပ်ထဲမှာပထမအရေးထားပါတော့သိန်း1000ဆိုပြီးတော့ချလိုက်တဲ့နောက်ပိုင်းမှာနောက်ထပ်ဘယ်နေ့ဘယ်ရက်ဘယ်ကာလမှာဒုတိယအရေးစီယံကြီးဖြစ်လာချမယ်ဆိုတာကိုထုတ်ထားတာမတွေ့ရဘူးမတွေ့ရဘဲနဲ့အဲ့ဒီ2လ3လလောက်ကြာတဲ့အချိန်မှာအဲ့ဒီအိမ်နဲ့မြေခွက်ကိုဝယ်မဲ့အဝယ်တူကျွန်တော်မှပေါ်လာတယ်ကျွန်တော်ပထမတော့လည်းဒီအိမ်ကိုအဝယ်တွေကိုပြပေးဘူးတယ်ဒါပေမဲ့အဝယ်အများစုကမကြိုက်ကြဘူးမကြိုက်တော့ခါကျတော့ကျွန်တော်ရှိမှဝယ်လက်ပေါ်လာဝယ်လက်ပေါ်ကျွန်တော်အဲ့အိမ်ကိုကျွန်တော်ဓာတ်ပုံတွေပြရခါကျသူအရမ်းကြိုက်သွားရမ်းကြိုက်တဲ့ခါကျတော့သူကအဲ့ဒီအိမ်ကိုပထမ10ရချထားတဲ့10ရသူရောပေးမယ်အဲ့ဆရာကလည်းသိန်း2ဆပေါ့နော်သိန်း1000ချထားတယ်ဆိုသိန်း2000သူရောမယ်ရောပြီးလို့ရှိရင်ဒီဘက်ကိုမင်္ဂလာဆရာဖြစ်သိန်း2000 3000ချမယ်ချပြီးတော့ဝယ်မယ်ဆိုပြီးတော့သူတို့ကလှုပ်တာပထမဆုံးဝယ်တဲ့အဝယ်နဲ့ချုပ်ထားတဲ့စာချုပ်ကိုဖြတ်မယ်ဖြတ်တဲ့အတွက်အဲ့စာချုပ်ကိုဖြတ်တဲ့အတွက်သိန်း1000ချထားလို့ရှိရင်ဆင်ရရဲ့2ဆဆိုတော့သိန်း2000ပေးရမယ်အဲ့ဒီရော်ကြီးကိုလည်းဒီဘက်ဝယ်တဲ့သူကပေးမယ်ပေးပြီးတော့ဒီဘက်ကမင်္ဂလာဆိုင်ကိုလည်းသူချမယ်ဆိုပြီးတော့ကမ်းလှမ်းတဲ့အချိန်မှာဈေးကိုလည်းပြပို့ပေးမယ်2000ခွဲပို့ပေးမယ်23,500လောက်နဲ့ပြတ်ထားတဲ့ဈေးကိုသူ2000ခွဲထိပို့ပေးဦးမယ်သူဒီအိမ်ကိုကြိုက်လုံးလို့သူ့မိသားစုနေကျင်လုံးလို့ဆိုပြီးတော့နေရာ location အိမ်ရဲ့ technician အပြင်စင်တွေအားလုံးကိုသူကြိုက်လို့ဆိုပြီးတော့ तू ကဟိုဘက်ကိုလည်းရော်ကြီးပေးမယ်ပြီးရင်2000ကျော်နဲ့တက်ထားတဲ့ဟာကို2000ခွဲဈေးလည်းပေးဦးမယ်သူဝယ်မယ်ဒါပေမဲ့အဲ့လိုပြောပြီးတော့စာချုပ်ချုပ်မဲ့အချိန်လေးကြာတယ်ကြာစာချုပ်မှာကြည့်လိုက်တဲ့ခါကျတော့စာချုပ်ထဲမှာမင်္ဂလာဆရာချထားတဲ့အချိန်ကဒုတိယဆရာဘယ်အချိန်ဘယ်ကာလမှာချထားမှဆိုမပါဘူးမပါတော့ဘလုံးမလုပ်လို့မရအောင်ဘလုံးမလုပ်လို့မရတော့ကအဲ့အိမ်ကိုနောက်ဆုတ်လိုက်ရတယ်သူဒီအဝယ်ကလည်းဘယ်လောက်ထိအောင်အဲ့ဒီအိမ်ကိုကြိုက်လဲဆိုလို့ရှိရင်ဒီကျွန်တော်အခုဗီဒီယိုဖိုင်ပြောနေတဲ့အချိန်ဒီအဲ့ဒီအဝယ်ကအဲ့ဒီအိမ်ကိုစိတ်ဝင်စားနေတော့ကျွန်တော်လည်းနီးမျိုးနဲ့ပဲလိုက်တာပဲအိမ်ပိုင်ရှင်ကိုနားဝင်နိုင်မဲ့သူတွေနဲ့ကျွန်တော်ချိတ်ဆက်တယ်အိမ်ပိုင်ရှင်နဲ့ကိုယ်တိုင်တွေ့တယ်ဒါပေမဲ့အိမ်ပိုင်ရှင်နဲ့ကိစ္စတွေမှာစာရွက်စာတမ်းလေးတွေအားနေပြီးတော့မှသူတို့ကဆက်မလုပ်နိုင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်ကစာရုပ်ချုပ်မယ်ဆိုပြီးတော့ကျွန်တော်နောက်ဆုံးသဘောတူသွားပြီးတော့ကျွန်တော်တို့ကအဲ့ဒီအိမ်ပိုင်ရှင်နဲ့အဲ့ဒီပိုင်ရှင်နဲ့စာရုပ်ချုပ်မယ်ဒီနေ့3,000ချမယ်ဆိုပြီးတော့လုပ်လိုက်တဲ့အချိန်မှာစာရွက်စာတမ်းမှာနည်းနည်း
ဟိုအဲ့ဒါလေးတွေရှိတာပေါ့ဟိုရှင်းရမယ့်ကိစ္စလေးရှိနေတာလေးတွေတွေ့ရတဲ့အခါကျတော့ကျွန်တော်တို့သူအိမ်ပန်ရှင်အကျိုးဆောင်ရှိနေကဒါကိုကယ်ဆယ်လုပ်လိုက်တာပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ကမဝယ်ပြစ်လိုက်ဘူးဒါပေမဲ့ပန်ရှင်ရဲ့နောက်ပိုင်းမှာသူအကျိုးဆောင်ရှိနေတဲ့စကားနားမထောင်တော့ဘဲနဲ့သူကဒီအိမ်ကိုဝယ်ခြင်းတဲ့အခါကျကျွန်တော်တို့မှဝယ်လို့မရတော့တဲ့ကာလတွေလည်းရှိ